တာဖြစ်သူနဲ့တရားဝင်လက်မှတ်ထပ်ခိုင်းရသေးပဲ Violet ကိုကလေးယူဖို့တိုက်တွန်းနေတာကြောင့်ဝေဖန်ခံနေရတဲ့နေမျိုးအောင်ရဲ့သားနှစ်ယောက်ထဲကသားကြီးနဲ့ Violet တို့ချစ်သူတွေဖြစ်နေကြတယ်ဆိုတာပရိသတ်တို့အားလုံးလည်းသိကြမယ်ထင်ပါတယ်။ Violet က DJ တယောက်အနေနဲ့တခန်းနဲ့အောင်မြင်လာချိန်မှာနေမျိုးအောင်ရဲ့သားကမန်နေဂျာအနေနဲ့လုပ်ပေးကောင်ပွဲတိုင်းအတူလိုက်ပေးနေတာပါ။ဒါအပြင်နေမျိုးအောင်နဲ့အပြဲစိန်တို့ဘက်ကလည်းသဘောတူတာကြောင့်သမီးတယောက်လိုသဘောထားကဆက်ဆံပေးနေကြပါတယ်။ဒါကြောင့်မို့ Violet ကနေမျိုးအောင်တို့ရဲ့အိမ်မှာအတူလိုက်နေနေတာကြပါပြီ။ဒါပေမဲ့နှစ်ယောက်လုံးကတရားဝင်လက်ထပ်ထားတာမျိုးမရှိသေးပါဘူး။ပြီးခဲ့တဲ့ရက်မှာနေမျိုးအောင်က Violet စီကိုကလေးအမြန်ယူပါတော့ဆိုပြီးစာပို့ခဲ့တာပါ။နေမျိုးအောင်တို့ကအသက်ကြီးလာပြီဖြစ်တဲ့အတွက်မီးလေးလိုချင်နေတာပါ။ဒါကြောင့်မို့လဲမီးချီချင်နေပြီဆိုပြီး Violet ကိုပူစာနေခဲ့တာပါ။သားဖြစ်သူနဲ့ကလေးအမြန်ယူပါတော့လို့ပူစာနေတဲ့နေမျိုးအောင်ရဲ့အကြောင်းကို Violet က social media မှာတင်ရှိလာခဲ့ပါတယ်။ကလေးမွေးတာကရတယ်။မွေးပြီးဘသူကျွေးမှလဲလို့ဆိုပြီးရေးတင်ထားခဲ့တာပါ။ယောက်ကထီးနဲ့ချွေးမနှစ်ယောက်ကြားကဆနောက်တဲ့စကားကပရိသတ်တချို့အတွက်ဝေဖန်စရာဖြစ်သွားပါတယ်။ Violet နဲ့သားဖြစ်သူဟာတရားဝင်မယူရသေးပဲခုလိုပြောလိုက်တာကြောင့်ဝေဖန်နေကြတာပါ။နေမျိုးအောင်အနေနဲ့အမြန်ဆုံးလက်ထပ်ပေးတဲ့ဆိုပြီးဆရာကြီးလုပ်သူတွေကလည်းများလာပါတယ်။နေမျိုးအောင်တို့ဘက်ကလက်ထပ်ဖို့ငွေကြေးပြည့်စုံပေမဲ့ Violet ကိုယ်တိုင်ကလက်မထပ်ချင်နေတာဖြစ်ပါတယ်။ပရိသတ်ကြီးရောကလေးယူခိုင်းမိနေတာနေမျိုးအောင်ဘက်ကမှားရလို့ထင်လားဆိုတာပြောပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။